လမ်းမပြန်ပြီ boss အခုတိုင်းတက်ရတာသွားမယ်ဆိုရင်ရခိုင်ရောက်မှာဟာ boss ဟိုကျုံတော့မြောင်းပြဝင်ဖူးပါလားဟင်တိုက်ကဗျာ boss တနိုင်ငံလုံးမှာရှိတဲ့လမ်းတွေမင်းတယောက်တည်းမှားပြစ်တော်မှာလားကွာအခုတည်းပြန်လေဟဲ့ကောင်နဲ့ဆိုလည်းနဲ့လေကွာလှည့်နေတယ်လေဆရာနောင်ရဲ့ဒီဟောတော်တော်ကြီးရတဲ့ကားဆရာနောင်တလောက်လဲတော့တဲ့သွားတော့တပိကပဲကားဟဲ့ကောင်ကျဲလို့ရမလားကွာမင်းထိတ်ကအရစ်တွေပြုံးနေပြီဟာဒီအရစ်တွေပြုံးနေပြီဟာတမီးဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲဘောတာလေလွယ်ပါတယ်တော့ဆိုကားကွာဆင်းပြီးမှမပြီးလှည့်တာဗောနော်ဒါဆိုလည်းဆင်းကွာဘောတာလေဒါလေးများလာဆင်းလမ်းကြောင်းမှရောက်တော့တယ်မကြခင်ချင်းတော့ဘော့စီကျောင်းသားကမ်းခြေကိုနေမြန်စီးလို့တော့ရောက်သွားစီရမယ်ဘယ်လိုနည်းပဲမြန်ရောက်အောင်မောင်းမတိုက်ကားရဲ့သိကြပါအမြန်ဆုံးနည်းနဲ့ရောက်စီရမယ်ဟာကမ်းခြေကိုတော့မြင်နေရပြီမြင်နေရရင်လည်းမောင်းလေကွာဒီပါတော့ဆုံးနေတော့မယ်နော်ပြေးအမြန်ကြီးကပင်လင်လားဟင်ဟာကမ်းပြတဲ့ခိုင်တာဟုတ်ကနေပြီလားဟင်ကျောင်းထဲသိတယ်လीဘယ်ကောင်လဲကမင်းတို့ထားလဲကွာဟဲ့ခဲရဆိုရင်ကိုယ့်ခေါင်းမကိုထိုးကြပါလားဘယ်ကောင်လဲကွာဟမ်ပြည့်စက်ကြီးကိုယ့်ခေါင်းပြပါလားဘာဖြစ်လို့ငါ့ရင်ပြရလဲဘယ်ကောင်လဲ